Hello ချိုးပါချိုးရဲ့ဒီနေ့တနေ့ဒါလေးကိုလည်းလိုက်ကြည့်ခဲ့ပေးပါအောင်နော်ဒီနေ့တော့ချိုး9နာရီထိုးထားပြီးတော့ကန်ဒီလေးအတွက်ထမင်းကြိုက်ပြင်ဆင်ပါတယ်ထမင်းကြိုက်ပြင်ဆင်ထားတဲ့အချိန်တော့မရိုက်ထားလိုက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ချိုးဒီနေ့တော်တော်နေလို့မကောင်းလို့ပါပြီးတော့ထမင်းကြိုက်ပြင်ဆင်ပြီးတော့ချိုးရုံးကလည်းခွင့်ယူပြီးတော့အိမ်မှာနားယူလိုက်ပါတယ်နေ့လယ်12နာရီထိုးကန်နေလောက်မှလေကစိုးရက်နဲ့မှုန်နဲ့ကြော်ထားတာလေးစားခြင်းနဲ့ဆိုပြီးတော့နဲ့ထားပြီးတော့ပြင်ဆင်လိုက်တာပါမနေ့ကဝယ်လာတဲ့မှုလေးနဲ့ကစုံရည်နဲ့ကြော်ဖို့လုပ်တယ်ဒီနေ့လေးနေလို့မကောင်းလို့လိုအပ်ထုံထုံတိုင်းဖြစ်နေရတယ်ငရုတ်သီးလေးနဲ့ဆက်ဆက်လေးပြောင်းလို့ထည့်ကြော်လိုက်ပါတယ်ကစုံရည်တရားလေးမူးရင်းလာဆိုတော့တိတ်မနူးတာနဲ့တော်တော်လေးအချိန်ယူပြီးကြော်ရပါတယ်မီးရပြတ်သွားတော့ gas နဲ့လည်းကြော်လိုက်ရပါသေးရဲ့ဒါလေးကမနက်ကကန်ဒီထမင်းကြိုက်တော့ပစုံကြော်လေးရဲ့နောက်ကမွချန်ကတော့အိုးထဲမှာပေါ့နော်ပြချူနေလို့မကောင်းမဲ့ green ပြတ်နေရတယ်လေရခိုင်ငရုတ်သီးတောင်းလေးလှုပ်စားမယ်ဆိုပြီးတော့လှုပ်စားဖြစ်ပါတယ်ငငယ်ကဆိုအများတန်းချူတို့အမေကလှုပ်ကြွေနေကြပါတော့ဘာလို့လဲဆိုတော့ချူအမေကတန်ရွဲသူစစ်စစ်လေးအိမ်မှာငပီတောင်းတစ်ခါကတော့အမြဲမရှိမဖြစ်ပဲငရုတ်သီးကိုရေးဆေးပြီးတော့ဘိုင်းမအောင်လို့လော်လိုက်ပါတယ်ပြီးတော့ငပိလေးပါထည့်ပြီးတစ်ခါရกินလိုက်ပါတယ်ဒီနေ့တော့နေလို့မကောင်းလို့ထောင်းလည်းမထောင်းချင်တာနဲ့ချိတ်ဆက်ကလေးနဲ့ပဲလုပ်လိုက်တယ်နန်းနန်းမီကတော့ချူအကြိုက်မို့လို့တေချာလေးကိုထည့်ပါတယ်ချိတ်တဲ့ချိန်မှာအရသာစားချုံမုံတစ်ခါထည့်ပြီးသားပေါ့နော်ပြီးတော့တမယာသီးလေးစိတ်ပြီးတော့စားမဲ့တစ်ချောင်းပဲညှစ်မယ်ဆိုပြီးခုလိုလေးပဲပြင်ဆင်လိုက်ပါတယ်အခုကျမှပဲထမင်းစားခြင်းစိတ်လေးနည်းနည်းလေးဖြစ်လာရပေါ့နော်ခဏနေတော့ချူရီမိုးချိုးပြီးတော့နေ့လည်စာစားလိုက်ပါတယ်ဟိုရက်တရားလေးမိုးပွဲလေးရွာတာအောင်လေထီမဆောင်မဲ့နဲ့ကားရီကနေဝင်လိုက်ထွက်လိုက်လို့မျိုးလုံးလို့လားမသိဘူးနေလို့တော်တော်မကောင်းကောင်းနေလဲကရဖျားတော့မဖျားပဲနဲ့လေထုံထုံထိုင်းထိုင်းနဲ့ green တွေပါပြတ်နေအိတ်ရေးလဲပြတ်တယ်ပေါ့နော်အားကြောင့်ဒီနေ့တော့ပွင့်ထွက်သွားအောင်ချင်းချင်းဆက်ဆက်ကလေးနဲ့ချူကြိုက်ဆုံးကစုံရက်မိုးကြော်လေးနဲ့စားလိုက်ပါတယ်ပစုံဟင်းအောင်တိတ်မထေဖြစ်ဘူးချူကအဲ့ကစုံရက်နဲ့မိုးဆိုတအားကိုကြိုက်တာချူကပုံမှန်ဆိုတော့ငပိရီကိုပိုကြိုက်ပါတယ်ရခိုင်ရုပ်သီးထောင်းတယ်လေဒါပေမဲ့ဒီနေ့တော့ရှူရှဲပွင့်ထွက်သွားခြင်းနဲ့အခုလိုလေးပဲလှုပ်စားလိုက်တာပါပြန်နဲ့ချူခဏအနားယူလိုက်တယ်အနားယူပြီးတော့လေအမှန်တော့လှုပ်ရှားရှိအလုပ်တွေရှိတယ်အဲ့နဲ့အလုပ်လေးတစ်ဖြတ်လုပ်တယ်ခွင့်ယူထားပေမဲ့လည်း work from home အလုပ်ဆိုတော့ကိုယ်အလုပ်ကိုတော့ကိုပြီးအောင်လုပ်ပါတယ်ခွင့်တော့တိုင်ထားရဲဆိုတော့ meeting လေးမ join ဖြစ်လိုက်တာပဲရှိရပေါ့နော်လှုပ်ဆက်ရှိအလုပ်ကတော့ဆက်လုပ်ထားပါတယ်ပြီးတော့ချူအနားယူလိုက်ပါတယ်ရှင်ဒီနေ့တော့ဒီလောက်ပဲเนาะ bye bye see you next video